Hello မင်္ဂလာပါတမီတို့ရေ teacher ကတော့ teacher Skylark နော်ဒီတစ်ခါ teacher ကတမီတို့ကိုပထမတန်းအင်္ဂလိပ်စာအခန်း2ရဲ့သင်ခန်းစာ6ကိုပြပြသွားမှာပါဒီသင်ခန်းစာ6မှာဘာလေးကိုတမီတို့လေ့လာရမလဲဆိုရင်ပုံမြင်လေးတစ်ပုဒ် teacher ကပြောပြမယ် Okay နော်ဆိုတော့ဒီပုံမြင်လေးထဲမှာဘာကြောင့်နေပါမလဲကြည့်ရအောင်ပထမဦးဆုံးပုံမြင်လေးရဲ့ခေါင်းစဉ်ကိုဖတ်ကြည့်ကြရအောင်နော် Lesson 6သင်ခန်းစာ6ဖြစ်ပါတယ် The noisy animals Okay စူညံတဲ့တိရစ္ဆာန်လေးတွေတဲ့စဉ်းစားကြည့်ပါဦးတသမီးရဲ့ဘေးပတ်ဝန်းကျင်မှာဘယ်တိရစ္ဆာန်လေးတွေကဆူဆူညံ့ညံ့ရှိလဲOkay အခုလောလောဆယ်ဒီချက်ဘေးနားမှာတော့ဟိုမှာငှက်ကလေးတွေတကြွကြွနဲ့អော်နေတခါတလေငှက်ကလေးတွေရဲ့အတန်ငါတာရတယ်ဒါပေမဲ့တခါလေကြောက်လဲစူညံတာတွေလည်းဖြစ်တတ်တယ်ပေါ့နော် Okay ဒီနေ့ပုံမြင်လေးထဲမှာတော့ငှက်ကလေးမပါအောင်နော် Okay ဒါဆိုရင် listen and say နားထောင်မယ်ပြီးတော့လိုက်ပြောမယ် Okay နော် 1 Good night လိုက်ပြောကြည့်ပါဦး Good night Okay good job ဂျီလေးရဲ့တန်က g o လေးနှလုံးကိုတွေ့ရင် o လို့မှတ်ပေးပါ o g o ဒီလေးရဲ့တန်ကကြတော့ d g o d good g o d good Okay N လေးရဲ့တန်က n I G H လေးကိုတွေ့ရင် I လို့မှတ်ပေးပါဆိုတော့ I G H လေးရဲ့တန်က I N I T လေးရဲ့တန်က T ဆိုတော့ N I T night Good night Good night Okay Good night မင်္ဂလာညချမ်းမှာကောင်းသောညလေးပါဆိုတော့ဒီမှာကောင်းလေးကအိတ်ချင်နေပြီအိတ်တော့မယ်တဲ့ Number 2 Meow meow ဒါဘာကောင်းလေးတော့ Yes it's a cat ဟုတ်ပြီနော်ဒါလေးကကြောင်ကလေးက Meow meow အော်တယ်နော် M လေးရဲ့အတန်က M E လေးကဒီညမှာကျတော့ E လို့မထွက်တော့ဘူး E လို့ပဲထွက်တယ်ဆိုတော့ M E O W လေးကိုတွေ့ရင် ow ow ဆိုတော့ meow meow Okay နော်ဆိုတော့ကောင်ကလေးကအိတ်ဖို့လုံနေတာ meow လေးကတစ်ချိန်လုံးអော်နေတယ်အဲ့ဒါနဲ့ Be quiet လိုက်ပြောကြည့်ပါဦး Be quiet Okay တိတ်တိတ်နေပါရှူတိုတိုဒါမျိုးပြောလိုက်တာပေါ့နော်ကြောင်ကလေးကိုမអော်တော့အောင်ပြောလိုက်တာအဲ့တော့ကြောင်လေးကဘာပြန်ပြောတော့ Sorry meow meow Okay တိုတိုလေးဖြစ်သွားတယ်နော်တောင်းပန်ပါတယ် meow meow ဆိုတူတူလေးပဲអော်တော့တယ် Okay နော်ကဲ Number 3 Moo moo ဟောလာပြန်ပြီနွားကြီးကတမူးမူးနဲ့អော်နေပြန်ပြီ Okay ဖတ်ကြည့်ရအောင် M လေးရဲ့တန်က M ဒီတစ်ခါကျတော့ O လေးကိုတွေ့ရင်ခုနလို O အတန်မထွက်တော့ဘူး O လေးမှာနောက်ထပ်အတန်တစ်ခုရှိသေးတယ်အဲ့ဒါက U M U moo Okay နော် M လေးရဲ့တန်က M O လေးကိုတွေ့ရင်ဒီတစ်ခါမှာ U M U moo 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 ကဲ Be quiet တိုးနေပါကွာတဲ့ကောင်းလေးကအိတ်လို့မရတော့ဒီတစ်ခါကျတော့လေနွားကြီးက Sorry moo moo တောင်းပန်ပါတယ်တဲ့ moo moo ဆိုပြီးအတန်လေးတိုးသွားတယ်နော်
Okay ဒါဆို teacher တို့နောက်ထပ်တစ်မျက်နှာသွားကြည့်ကြရအောင် Number 4 Woof woof ဟောခွေးကလေးက the woof woof နဲ့ဟောင်းနေပြန်ပြီ W လေးရဲ့အတန်က ဝါ O လေးကိုတွေ့ရင်ပုံမှန်အတန်ထွက်မယ်ဆိုရင် O ဝါ O F လေးရဲ့အတန်က F ဝါ O F woof ဝါ O F woof Okay ဒါလေးကခွေးလေးဟောင်းတဲ့အတန်ကို English လိုရေးထားတာကဲဆိုတော့ထုံးစံတိုင်းတိုးနေပါကိုဘယ်လိုပြောမလို့ Okay be quiet တိတ်နေစမ်းပါကွာတဲ့ Sorry woof woof Okay တောင်းမမာရဲ woof woof ကဲဒီတစ်ခါ number 5မှာဘယ် animal လေးဖြစ်လိမ့်မလဲ B လေးရဲ့အတန်က B A လေးရဲ့အတန်က A နောက်ထပ် A လေးကိုထပ်တွေ့တော့ A လေးနှစ်ခုဆိုရင်တစ်ခုတည်းပဲတန်ရှည်ဆွဲလိုက်မယ် A B A ba Okay နော် B A ba 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 ဘာကောင်လေးဖြစ်မလို့ဟုတ်တယ်ဒါလေးကစိတ်ကလေးတွေတိုးကလေးတွေကဒီလိုမျိုးလေးអော်တယ်နော်ဒီမှာတော့ it's a goat Okay so again be quiet Sorry ba ba Here it comes the last animal နောက်ဆုံးတိရစ္ဆာန်လေးလာပြန်ပြီCock-a-doodle-doo. Oh, who is it? ဒါဘယ်တိရစ္ဆာန်လေးဖြစ်မလဲ Cock-a-doodle-doo. Okay, ဖတ်ကြည့်ကြရအောင် Cock. နောက်က A လေးက A လေးကရှေ့က K နဲ့သွားဆက်လိုက်တော့ Cock ဖြစ်သွားတယ် Okay နော် Cock D လေးရဲ့အတန်က D ဒီနေရာမှာလာပြန်ပြီO လေးကိုတွေ့ရင်teacherကပြောခဲ့တဲ့ O လို့မှတ်ရမယ်ဒုတိယတစ်ခါကျတော့သူက O မဟုတ်တော့ဘဲနဲ့ U ဖြစ်သွားတယ်မူမှာဒီတစ်ခါလဲပဲ U လို့ဖတ်ရမယ်နော်ဒီလေးက D O လေးက U နောက်ထပ်ဒီလေးက D L လေးက E လေးကကျတော့ဒီနေရာမှာအတန်မထွက်ဘူး silent ဆိုတော့ D U D Doodle doodle Okay နော် Cock-a-doodle နောက်ဆုံးက do Cock-a-doodle-doo ပြောကြည့်ပါအောင် Cock-a-doodle-doo Okay so တော့ Cock-a-doodle-doo လို့အော်ရာကဘယ်တိရစ္ဆာန်လေးဖြစ်မလို့ Yes, it's a cock. Okay, ကြက်ဖိုက်တောင်អော်ပြီဆိုတော့ဒါမိုးချုပ်သွားပြီလားမိုးလင်းသွားပြီလား It's morning. မနက်ဖြစ်သွားပြီမိုးလင်းသွားပြီ Oh no, it's morning. မနက်တောင်ရောက်သွားပြီတဲ့ကောင်လေးကမအိပ်ရတော့ကဲဒါလေးကတော့ The noisy animals ဆိုတဲ့ပုံမြင်လေးကို teacher ကဖတ်ပြပေးသွားတာပါကဲဒါဆိုရင်ဒီတိရစ္ဆာန်လေးတွေရဲ့အတန်လေးတွေကို teacher တို့တချင်းလေးနဲ့အတူတူနားထောင်ရင်းနဲ့နှုတ်ဆက်ကြရအောင် Bye bye If the dog says woof and the cow says moo, who on the farm says cock-a-doodle-doo? Is it you? Is it you? The cat says meow and the horse says neigh for cock-a-doodle-doo. Who can say, is it you? Is it you? The frogs say ribbit and the birds say neat. The worms say nothing and the mice say
Is it you? Is it you? The hens say cluck, says the sheep. The owls twit-twoo when everyone's asleep. Twit-twoo, twit-twoo. So if it's not you or you or you, who on the farm says cock-a-doodle-doo? There upon the roof a rooster stood proudly, a beautiful cock.